Brighton အသင်း2-1ထပ်ပို့ပြီးတော့ရှုံးနေတဲ့ခြေစွမ်းနဲ့ဆော့ခဲ့တဲ့ Liverpool မင်္ဂလာပါ Liverpool ရှုံးမြန်မာတူတာပါကျွန်တော်ဒီညမှာတော့ Liverpool အသင်းက Brighton အသင်းကိုသူ့ရဲ့အိမ်ဝင်းမှာ2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေသွားခဲ့ပြီတကယ်ကိုကျွန်တော်တို့ရှက်ဖို့ကောင်းတဲ့ခြေစွမ်းနဲ့ရှက်ဖို့ကောင်းတဲ့ရလဒ်တစ်ခုနဲ့ရှုံးခဲ့တယ်2-1ထပ်ကိုပို့ပြီးတော့ဂိုးတွေအများကြီးပြတ်ပြီးတော့ရှုံးတဲ့ခြေစွမ်းနဲ့ဆော့ခဲ့တော့ကျွန်တော်တို့တွေးရှိခဲ့ရတယ်ဒီရှုံးပွဲသည်ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်အတွက်အားပြိုင်နေတဲ့အနေထားမှာတကယ်ကိုအများကြီးထိခိုက်နစ်နာဖို့ကောင်းသွားခဲ့တယ်။ဒီလိုအသင်းဘာတွေကြောင့်ရှုံးသွားခဲ့လဲဒီ slot ရဲ့ဒီစနစ်အပြောင်းလဲလေကစားသမားတွေကြားမှာဘာတွေလိုအပ်ချက်တွေအများကြီးရှိသွားလဲဆိုတဲ့အကြောင်းအရာကိုဒီကနေပြီးဆွေးနွေးသွားမယ်။ကျွန်တော်ပွဲကိုချင်းကပ်ကြည့်အောင်။ဂျားထဲမှာဆော့တဲ့ဂါဒါဆာရီနဲ့ပွဲစဉ်နဲ့လူစင်ရင်ကိုကျွန်တော်နှစ်နေရာအပြောင်းလဲလုပ်ထားတယ်။မိုဆာလာနဲ့အလီဆန်တန်ရာကြောင့်မပါဝင်နိုင်ဘူး။အဲ့တော့ကျွန်တော်တို့ဝင်လာတာကော်ဒီကာပိုနဲ့မမာဒက်စ်ဗလီဆော့တယ်အဲ့တော့ကျွန်တော်တို့ဒီည Liverpool တိုက်စစ်ကိုကော်ဒီကာပိုနဲ့အီကီတီကီနှစ်ယောက်ကဥဆောင်ပြီးကစားသွားတယ် LMF နဲ့ RMF နေရာမှာ Florian Wirtz နဲ့ Dominic Szoboszlai တို့ကစားသွားတယ်ဒီနံပါတ်10ကိုအဓိကကစားတာဒီနေ့ပွဲမှာ McAllister ကစားတယ်အဲ့လိုမျိုးဟန်နဲ့ Arne Slot Brighton နဲ့ပွဲစဉ်ကြီးခဲ့တယ်ဒါပေမဲ့ပွဲအစောပိုင်းမှာကျွန်တော်တို့အီကီတီကီဂျေးမန်နဲ့ထိပြီးတော့တန်ရာရှိသွားတယ်အဲ့တော့တန်ရာရှိသွားပြီးတော့ Liverpool အသင်းရဲ့တိုက်စစ်ဖွဲ့စည်းပုံ system ကပြတ်သွားခဲ့တယ်အဲ့တော့ Ikitiki ကျွန်တော်တို့တရားရှိသွားတဲ့ Ikitiki နေရာမှာ Curtis Jones အစားထိုးတယ်အဲ့တော့ Ikitiki နေရာကိုကျွန်တော်တို့ Florian Wirtz ကတက်ဆော့တယ်Curtis Jones Florian Wirtz နေရာမှာဆော့တယ်အဲ့တော့ let midfield မှာ Curtis Jones ရှိသွားပြီးတော့ Ikitiki နေရာ Florian Wirtz ဝင်လာတယ်အဲ့တော့တိုက်စစ်နှစ်ယောက်မှာ Cody Gakpo နဲ့ Florian Wirtz တဲ့ပြီးတော့ဆော့တယ် Ikitiki တရားရှိသွားတယ်အဲ့မှာသွားတာပဲအဲ့မှာပျက်စီးတာပဲကျွန်တော်တို့ Florian Wirtz နဲ့ Cody Gakpo ဦးဆောင်တဲ့တိုက်စစ်ကဘလို့မှကျွန်တော်တို့ဘာမှလုပ်လို့မရတဲ့အခြေအနေတခုကိုကျွန်တော်တွေးရှိရတယ်တကယ်ကိုသူတို့နှစ်ယောက်ရဲ့အခြေဆက်တွေဒီကျွန်တော်တို့နားလည်မှုတွေအချင်းချင်းကစားတဲ့ပုံတွေကကျွန်တော်အချင်းချင်းလည်းနားလည်မှုမရှိသလိုတဲဘက်နောက်တောင်းကိုလည်းကြော်နိုင်ခြင်းလည်းမရှိဘူး Florian Wirtz ကလည်းတကယ်ကိုကျွန်တော်တို့နံပါတ်10 row လောက်ပဲတေချာကစားနိုင်တယ်ဗျာကစားနိုင်တယ်ဆိုတာပွဲတိုင်းတော့မဟုတ်ဘူးတချို့ပွဲတွေမှာသူခြေစမ်းပြတဲ့ပွဲတွေမှာကစားနိုင်တယ်လူမျိုးနံပါတ်10 row မဟုတ်ဘဲနဲ့ဒီတိုက်စစ် forward ဆန်ဆော့မယ်ဆိုရင်ပိုဆိုးတယ်လို့ဘာမှကျွန်တော်တို့ရှင်းတယ်မှာဘာမှမလုပ်နိုင်ဘူးလူလည်းမကြော်နိုင်ဘူးဒီဖန်တီးမှုတွေလည်းကောင်းမွန်တေချာမလုပ်နိုင်ဘူးအခုမကျွမ်းကျင်တဲ့နေရာမှာတက်ကစားတော့ယုံကြည်မှုပါပိုပြောက်form မှာပိုအောက်ပြီးတကယ်တော့ပွဲလုံးမှာကျွန်တော်ဘာမှလုပ်လို့မရဘူးဂျေးမင်နာလို့တကယ်ကျွန်တော်တို့အသက်ရမ်းကြီးပြီးတော့ကြာကျင်ရောက်နေပြီဖြစ်တဲ့ player မျိုးတော့သူဘယ်လိုမှ physical ရင်းရှင်လို့မရဘူးကြော်လို့မရခဲ့ဘူးတကယ်ကိုကျွန်တော်တို့ Florian Wirtz ရဲ့ဒီရာသီထဲမှာအဆိုးဆုံးပွဲစဉ်တစ်ပွဲကိုမြင်တွေ့ခဲ့ရတယ်ပြီးလို့ရှိရင်ကျွန်တော် Cody Gakpo ပိုဆိုးသေးတယ်အမှန်သူဆိုလို့ရှိရင်ဒီတိုက်စစ်နှစ်ယောက်တဒံမှာသူကတိုက်စစ်မှုအနေနဲ့လည်းသူကကစားလေးရှိတယ် Cody Gakpo အဲ့တော့ Florian Wirtz ဆိုလို့ရှိရင်တော့ Cody Gakpo ပို့ပြီးဆော့တက်တင်တာဒါပေမဲ့ Cody Gakpo လည်းနေ့ပွဲမှာလုံးဝဘယ်လိုဘောလုံးပဲဘယ်လိုရလူလည်းမကြော်ဘူးသူရဲ့ဒီ attacking နှစ်ယောက် system ထဲမှာလည်းလုံးဝအံမဝင်သလိုတူရင်ကြော်ဖြတ်မှုတွေတကယ်ကိုဘာမှအခွင့်အရေးရလို့ရှိရင်လည်းအတော့မချနိုင်ဘူးတော်တော်လေးကိုဒီ Florian Wirtz နဲ့ Cody Gakpo နှစ်ယောက်တွဲတိုက်စစ်ကိုကြည့်ရတကယ်ကို Liverpool အသင်းအတွက်စိတ်ပြက်စရာကောင်းတဲ့တိုက်စစ်စိတ်ပြက်စရာကောင်းတဲ့ညကိုတွေ့ကြုံခဲ့ရတယ်အစတည်းကကျွန်တော်ပွဲပန်းနေတယ်အရှိမပွဲလဲပန်းနေတယ်မိုဆာလာလည်းမပါဘူးအဲ့တော့ Ikitiki နဲ့ Cody Gakpo တော့ကျွန်တော်တို့တော်တော်လေးရုန်းကန်မနေထားမှာ Ikitiki ထွက်သွားတယ် Florian Wirtz ဝင်ပြီး Florian Wirtz နဲ့ Cody Gakpo ပိုဆိုးပြီးကျွန်တော်တို့ Liverpool တိုက်စစ်ကလုံးဝတကယ်ကိုကျွန်တော်အစိတ်မရှိဘဲနဲ့အသက်မဲ့တဲ့တိုက်စစ်တစ်ခုဖြစ်သွားခဲ့တယ်အဲ့တော့ကျွန်တော် Ikitiki နေရာမှာCurtis Jones မဟုတ်ဘဲ Florian Wirtz ကိုရှေ့ပို့တာမျိုးမဟုတ်ဘဲနဲ့တခြား option တွေကျွန်တော်ရှိတယ်အဲ့ဒါဆိုလို့ရမယ့် option တွေရှိတယ် Curtis Jones ထည့်ခဲ့တဲ့ဒီဆုံးဖြတ်ချက်ကတော့ကျွန်တော်တို့မနိုင်ပြောလို့ရှိရင်လက်ခံခက်တယ်ဒီမျိုး midfield player တွေအများကြီးနဲ့တကယ်ကို attacking forward ပုံစံမှာကစားတေချာမှာကစားနိုင်တဲ့ Florian Wirtz ကိုရှေ့ပို့ပြီးတော့ Cody Gakpo နဲ့တွဲပြီးတာတကယ်ကိုကျွန်တော်တို့ဒီပွဲမှာနားလည်ခက်တဲ့နီးဗျူဟာဆုံးဖြတ်ချက်လူစားအပြောင်းလဲမှုဖြစ်ခဲ့တယ်Arne Slot တာကျွန်တော်သွေးမကြောင်မဲနဲ့ Curtis Jones အစား Florian Wirtz ကိုသူဒီ left midfield ဖြစ်ကစားပြီးတော့ငုံမွာဖြစ်ထည့်ပြီးတော့Cody Gakpo နဲ့ဆိုရင်တော့နည်းနည်းလေးပို့ပြီးတော့ Florian Wirtz Cody Gakpo ထပ်ဆာလို့ရှိရင်ဒီငုံမွာ Cody Gakpo အတွဲတော်နည်းနည်းလေးငုံမွာဘတ်ချင်ကပို့လှုပ်ပြီးတော့ကျွန်တော်ပို့ပြီးနည်းနည်းလေးခံစားလို့ကောင်းမဲ့တိုက်စစ်ကြည့်လို့ကောင်းမဲ့တိုက်စစ်မျိုးလေးဖြစ်နိုင်တယ်
ဒါပေမဲ့ကျွန်တော်အနစ်လော့သွေးကြောင်ပြီးတော့ကျွန်တော်တို့ထုံးစံအတိုင်း Curtis Jones Fernandes ကိုရှေ့ပို့တယ်သူယုံကြည်တဲ့ကစားသမားတွေသူ senior ကစားသမားတွေနဲ့ပဲစော့နေတဲ့လူငယ်တွေကိုသူနေရာမပေးဘူးတကယ်ပေးတဲ့အချိန်မှာလို့ဆိုလို့ရှိရင်ဆွမ်းစားမှုတွေမလုပ်ဘူးအဲ့အများကြီးလို့ကျွန်တော်တို့နီးပြူဟာအဆုံးဖြတ်ချက်တွေလိုအပ်ချက်တွေအများကြီးလို့ကျွန်တော်ဒီပွဲမှာတွေးရှိခဲ့ရတယ် Brighton ကိုဥဆောင်ကိုပေးလိုက်ရတယ်ဥဆောင်ကိုကလည်းကျွန်တော် Curtis Jones နဲ့ Mamadashvili နားလည်မှုအလွဲရနေပြီးတော့ပေးလိုက်ရတာCurtis Jones ကိုထည့်တာကျွန်တော်တို့တိုက်စစ်အတွက်တကယ်ကိုဘာမှအကျိုးသက်ရောက်မှုမရှိဘူးဒါပေမဲ့နောက်ပိုင်းကျွန်တော်ပွဲနောက်ပိုင်းမှာတော့ Curtis Jones ကောက်ွယ်ပေးသွားတဲ့လုံးနေတော့ရှိတယ်ဒါပေမဲ့တိုက်စစ်တည်သွားတယ်ဗျာပြောချင်တယ်တိုက်စစ်တည်သွားတယ် Brighton တိုက်စစ်အသက်မဲ့သွားတယ် Brighton ဘက်ကပို့ပြီးဖိလာတယ်Liverpool ဘက်ကပို့ပြီး pressure တန်နေခံရတယ်ပို့ပြီးအမှားယွင်းနေပြုလုပ်မိတယ်ဗျာအဲ့လိုဖြစ်သွားတယ်အဲ့တော့ပထမဥဆောင်ကိုဒီလေ Curtis Jones နဲ့ Mamadashvili နားလည်မှုလွဲတာနေပြီးတော့ပေးလိုက်ရတယ်တနည်း web back သွင်းသွားတယ်လူချီပေါက်ကိုပြန်ရတယ်ကန်ကောင်းပြီးပြန်ကန်ကောင်းပြီးဆိုတော့ကျွန်တော်တို့ဒီBrighton ခိုင်စစ်အမှားနေပြီး Milos Kerkez ရဲ့ကျွန်တော်ကြိုပြီးတော့ space ကိုကြိုတွေးပြီးတော့ကြိုပြေးထားတဲ့အနေထားလေးကတကယ်လှပတယ်ဒီနေ့ပွဲမှာကျွန်တော်တို့အလှပဆုံးခိုက်တက်ဆိုလို့ရှိရင် Milos Kerkez ရဲ့ space ကိုကြိုတွေးကြိုမြင်ပြီးတော့ဒီ Mamadashvili ဘောလုံးလှမ်းတင်ပေးတဲ့အချိန် Brighton နောက်တန်းနေခေါင်းမတိုက်ခင်အချိန်တွေက Milos Kerkez အရှိတ်ချုံကြိုပြေးထားတဲ့ moment ကတော့ဒီပွဲတော့အကောင်းဆုံး moment ပဲအဲ moment လွယ်ပြီးကျန်တဲ့ moment တွေဘာမှကိုကျွန်တော်သုံးစားလို့မရဘူးဘာမှကိုကျွန်တော်တို့အစိတ်မရှိခဲ့တဲ့ moment တွေဖြစ်ခဲ့တယ်အဲ့ဂိုးလေးကတကယ်ကို Milos Kerkez ရဲ့ကြိုမြင်မှု space ကိုကြိုမြင်မှုကြိုတွေးမှုနဲ့တကယ်တိုက်စစ်မှု instinct ရှိပြီးတော့သူလှုပ်သွားတဲ့ပုံစံမျိုးကိုကျွန်တော်တွေးရှိရတယ်ဒီဂိုးမှာ Liverpool အသင်းတို့ကံကောင်းများရှိခဲ့တဲ့ဂိုးလို့ပြောလို့ရပေမဲ့လည်း Milos Kerkez ရဲ့ကြိုမြင်ပြီးကျွန်တော်တိုက်စစ်မှု instinct နဲ့လှုပ်ရှားသွားပုံကတကယ်ကိုကျွန်တော်ချီးကျူးဖို့ကောင်းတယ်Liverpool အသင်းတကိုးရသွားတာတော့သူ Milos Kerkez ကိုကျေးဇူးတင်ရမယ်အဲဂိုးကလည်းဘာမှကြီးမားမားကျွန်တော်တို့ Brighton ကိုပေါက်ကိုချင်းချောက်ပြီးတော့ကိုရလူနီးပါဖြစ်ခဲ့တဲ့ feeling ဘာမှမရှိဘူးတကယ်ဘာမှမရှိခဲ့ဘူးအဲ1-1ဖြစ်သွားတယ်ပွဲပြီးသွားတယ်ဒုတိယပိုင်းမှာ tempo များတင်လာမလား Liverpool ကစားတဲ့ flow များပြောင်းသွားမလားဆိုပြီးတော့စောင့်ကြည့်မိတယ်ဒါပေမဲ့လုံးဝဒုတိယပိုင်းပိုဆိုးပြီး Brighton ကပိုဖိတယ်ပိုပြီးတော့ကျွန်တော် pressure တွေပေးပိုပြီး aggressive ဖြစ်ကစားတယ်ပွဲပန်းတော်လည်းကောင်းနားလဲပေမဲ့ဒီလောက်ထိရုပ်ပြက်ဆင်းပြတ်တော့မဖြစ်သင့်ဘူးဗျာရှိတဲ့လူစင်းရင်းနဲ့အဲ့လိုမျိုးဒီကကျွန်တော် fresh ဖြစ်နေတဲ့ player မျိုးတွေကြောင့်မတုံးထားရတယ်သူယုံကြည်တဲ့ player ပဲသူတုံးတယ်အဲ့တော့ပွဲကစားသမားတွေလည်းပွဲပန်းတဲ့နေပိုခံရပြီးတော့အမားတွေပိုလို့အဲ့လိုမျိုးတွေအများကြီးဖြစ်တော့ကျွန်တော်တွေးရှိခဲ့ရတယ်ဒုတိယပိုင်း Brighton အသင်းပိုထွန်းမိုးလိုက်ပိုထွန်းမိုးပြီး Liverpool အသင်းကိုတော့ချောက်ဖိကစားတယ်ပြီးတော့ Liverpool အသင်းခံစစ်အငိုက်ပြီးတဲ့အချိန်မှာဒီနေ့ web back ထပ်သွင်းသွားတယ်အဲ့ချိန်မှာဒုတိယသွင်းကိုဒီလေတကယ်ကို concentration မရှိတော့ကျွန်တော်တွေးရတယ်ပြီးရင်တပွဲလုံးကျွန်တော်တို့တောင်ပန်ဇာသမားလေးမင်တေကိုမထိန်းနိုင်ဘူးကူပါမင်တေကိုလုံးဝမထိန်းနိုင်ဘူး frame pound တစ်ခါတလေထိန်းနိုင်တယ်ဒါပေမဲ့ frame pound လွတ်တာလည်းများ frame pound တွေတောက်လျှောက် right back မှာဆိုလို့ရှိရင် overlapping တောက်လျှောက်ပဲ overlapping တွေတက်နေတဲ့အချိန်မှာ overlapping တက်တာများတယ်အဲ့တော့ကူပါမင်တေနဲ့ကိုနာတေနဲ့ခဏကျွန်တော်ရင်ဆိုင်တွေ့တယ် frame pound နဲ့ရင်ဆိုင်တွေ့တယ်ကိုနာနဲ့ရင်ဆိုင်တွေ့တယ်ဒီကူပါမင်တေကိုလုံးဝမထိန်းနိုင်ဘူးတောက်လျှောက်ဒီ air back ကနေတောက်လျှောက်ပေါက်တယ်တောက်လျှောက်ပေါက်တွေ့ရတယ်လုံးဝကိုနာတေးဆိုလဲလုံးဝမထိန်းနိုင်ဘူးကူပါမင်တေကိုဒီဂိုးဒီလဲကူပါမင်တေရဲ့ကျွန်တော်တို့ထိုးဖောက်မှု crossing ကနေပြီးတော့ပေးလိုက်ရတဲ့ဂိုးဖြစ်တယ်ကူပါမင်တေကိုလည်းမထိန်းနိုင်သလို Liverpool နောက်တန်းကစားသမားတွေဒီလဲဒီ Brighton ကစားသမားတိုက်စစ် player တွေကိုလူကတ်ထားဖို့focus မရှိဘူး concentration မရှိခဲ့ဘူးအဲ့တော့ဒုတိယကိုပေးလိုက်ရတယ်ဒါဒုတိယကိုဒီလဲတကယ်ကိုလူကျွန်းအနေထားလေးနည်းနည်းလေးလိုအပ်ပြီးတော့on site ဖြစ်သွားတဲ့ဟာဖြစ်တယ်ဘာပဲဖြစ်ပါဘလို့ပဲ on site ဖြစ်ဒီဂိုးမဟုတ်လို့ရှိရင်လည်းနောက်ဂိုးတွေနဲ့ရှုံးမဲ့အနေထားမှာရှိတယ်ဒီနေ့ကစားပုံမျိုး 2-1 နဲ့ပြီးရဲဆိုတာတကယ်ကန်ကောင်းလို့ဒီကျင်းမြောင်းနဲ့မာဂျင်နဲ့ပြီးသွားတာအနည်းဆုံး 3-1 4-1 ထပ်ဖြစ်တဲ့ခြေစွမ်းမျိုးနဲ့ Liverpool တင်တော့ကစားခဲ့တယ်အဲ့နောက်ပိုင်းမှာငူမဟာဝင်လာတယ်ကျွန်တော် frame pound အစားငူမဟာဝင်လာတယ်ငူမဟာဝင်လာပြီးတော့ထုံးစံတိုင်းပဲ Liverpool တိုက်စစ်ကတောက်လျှောက်တန်ပိုတက်သွားတယ်တောက်လျှောက် Brighton ကစားသမားတွေ Brighton နောက်တန်းအေးလူလေးတပွဲလုံးဖြစ်နေရတယ်ငူမဟာဝင်လာတဲ့ပြိုင်တဲ့ကစား Brighton ခံစစ်ကစားသမားတွေပို့ပြီးတော့လှုပ်ခက်တွေဖြစ်လာတယ်ကျွန်တော်တို့အဝါကက်တွေထိတယ်ဘဲဘက်ချမ်းမှာဘလို့မှမထိန်းနိုင်ဘူး1-1နေမထိန်းနိုင်ဘူး2-1နေရှင်ထိန်းတယ်မထိန်းနိုင်ဘူး crossing တွေထွက်တယ်အများကြီးငုံမောဝင်လာပြီးတော့ပဲမှာ Liverpool တိုက်စစ် attacking pace ကအရန်တက်လာတယ် Brighton နောက်တန်းကမှတကယ်ကိုအလို့ရှုပ်စေခဲ့တယ်အဲ့ဒါကို
စောစီထရမယ့်အစားကျွန်တော်ယုံကြည်နဲ့အသက်ငယ်သေးလို့ဘာလို့ reason တွေဒါမပြောဘဲနဲ့စောစီစီကျွန်တော်ယုံကြည်နဲ့တွားမယ့်အစားနောက်ကြမှထည့်တော့ဘာမှလုပ်လို့မရတော့ဘူးကျွန်တော်ဘာကာမှာဆိုလဲရမယ်ဆော့နေတာအသက်ငယ်လေးပဲထိတ်တန့်ချီစွာပြနေပြီသူများတွေဆော့နေတာရှေ့အသက်ငယ်လေးနဲ့အတင်းတိုက်စစ်တောင်းပန်ဥဆောင်ပြီးဆော့နေအဲ့ဒါကိုလည်းအခုထိအာနစ်လောကအသက်ငယ်သေးလို့နာဝါမှဆိုလို့လိုအပ်နေတဲ့အချိန်အသင်းလိုအပ်နေတဲ့အချိန်မှာဒီလို player မျိုးမသုံးမဲနဲ့အဲ့လို senior player ပဲတော့သုံးတော့ Liverpool အသင်း reset ထွက်တာအကြောင်းရင်းတွေရတယ်ပါတယ်ဒီလိုဆိုရင်မဲ့ဒီလိုမျိုး game တွေဆော့ရင်နဲ့မှgame position ဘိုင်းတိုးတက်လာမယ်ပို့ပြီးတော့အဆုံးသက်ဘိုင်းတွေပိုကောင်းလာမယ် game experience တွေပိုရလာမယ်အဲ့တော့ကစားသမားကလည်းပိုပြီးခြေစွမ်းထွက်လာမှာအဲ့တော့ငုံမောင်ထဲတာနောက်ကျတယ်ဒီနေ့ပြင်ချေးဆောင်ထဲထုံးစံအတိုင်း Arne Slot ရဲ့ကျွန်တော် white cat ဒီသူအမြဲလုံးနေကြ show ရင်သူအမြဲလုံးနေကြ Joker cat လိုမျိုး Ibrahim Konate ကိုဆွဲထုတ်တယ်ပြီးရင်ဒီ Grammar Bank ကို CB ပို့တယ်ပြင်ချေးဆောင်ထဲဒါသူ show ရင်လုံးနေကြ pattern အလွတ်ရနေပြီ show ရင်ဘာလုပ်မယ် show ရင်တစ်ခုပဲ Konate ကိုထုတ်တယ်ချီဆောင်ထဲ Grammar Bank ကို CB ပို့တယ်ဒါပဲကျွန်တော်အဲ့လိုလုပ်ချင်အဲ့လိုလုပ်တာလေတော်တော်များများဂိုးပေးရတာများတယ်ပြန်နိုင်သွားတဲ့အခောက်တွေတော်တော်ရှားတယ်ဂိုးပေးရတဲ့ဟာလေးများတယ် Arne Slot အမြဲလုံးနေကြ white cat Joker cat ဖြစ်တယ်သူရဲ့ Joker cat ဒါပေမဲ့အလုံးမဖြစ်ဘူးတကယ်ကိုကျွန်တော်မေကွန်ထုတ်เสียရတယ်နီးပြူဟာဘိုင်းနေကျွန်တော်ကစားသမားတွေရဲ့လိုအပ်ချက်တွေတိုက်စစ်ကစားပုံတွေတော်တော်လေးကိုလိုအပ်ချက်ရှိပြီးတော့2-1မကပဲနဲ့ရှုံးတင်တဲ့ခြေစွမ်းမျိုးနဲ့ကစားသွားခဲ့တဲ့ပွဲလို့ကျွန်တော်မြင်တယ်2-1နဲ့ပွဲပြီးဆုံးသွားခဲ့တယ်ကျွန်တော်တိုက်စစ်မှာကိုဒီကာပိုအလုံးမဖြစ်ဘူး Florian Wirtz တင်ဆော့ရင်လည်းအလုံးမဖြစ်ဘူးဆိုတော့တိတိကျကျနဲ့ဆွဲသုံးခဲ့တဲ့လောက view ဟာတွေကတော့တကယ်ကိုကျွန်တော်မေကွန်းထုတ်ချင်စရာဖြစ်ခဲ့တယ်ပြီးတော့ဆုံးတစ်ခုအနေနဲ့ကျွန်တော်မိုးစားလာသည်အခွင့်အရေးဖြုံးတီးတယ်ကြာနေပြီအဲ့လိုဖြစ်ပေမဲ့ဒီနေ့အစားလာမပါတဲ့ပိုးတော်ဆိုးသည်ဒီတိုက်စစ်ကလုံးဝကျွန်တော်အသက်မရှိတဲ့တိုက်စစ်တစ်ခုကျွန်တော်တွေးခဲ့ရတယ်အဲ့တော့အခုဆော့နေတဲ့ကျွန်တော်တိုက်စစ်မှာဆော့နေတဲ့ Florian Wirtz ကို Cody Gakpo တို့တိုက်စစ်200ဝင်ဆော့ရတဲ့အထက်ကိုစားလာကြာနေတဲ့အချိန်ဆော့တာအများကြီးကောင်းတယ်ဗျာဆာလာနဲ့အီကီတီကီတာဒီကိုကောင်းမဆန်မဲ့တွဲဖက်မိမိဆိုလို့ရှိရင်လုံးဝဆာလာကြားနေတဲ့ဟာအခုဆော့တဲ့တိုက်စစ် position တက်ပုံတက်အများကြီးတာတယ်ကိုရီကာပိုဒိုးတက်အများကြီးတာတယ်အဲ့တော့ဒီနေ့ပွဲကတော့ကစားသမားတွေကိုကစားတိုက်စစ်ကစားသမားတွေရဲ့ဆွမ်းဆောင်ရည်ရော Arne Slot မေကွန်ထောက်မဲ့ပွဲလို့သုံးသပ်မိတယ်ညီကတော့ဘယ်လိုမြင်ကြလဲ comment ထဲမှာဆွေးနွေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်